နိုင်မွေးရတဲ့အတွက်တော့ဒါပေါ့နော်ဝမ်းသာပါတယ်အကောင်းဆုံးသူရတဲ့အတွက်လည်းဝမ်းသာပါတယ်ဒါဘာပဲပြောဒါတသင်းလုံးစီးစီးလုံးနဲ့ပေါ့နော်အကောင်းဆုံးကစားပြီးတော့နိုင်ရလက်လည်းရတယ်ဒါအသင်းသားတွေရဲ့ supporting ကောင်းမှုကြောင့်လည်းကျွန်တော်တို့အကောင်းဆုံးသူရတဲ့အတွက်လည်းအသင်းသားတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ပေါ့ဟုတ်တချို့အရာတွေဆိုရင်ရှိပါသေးတယ်အဆုံးသက်တွေကျွန်တော်တို့ဒါဒီထဲမှာ in play ထဲမှာနေတော့မှပဲတချို့အရာတွေဆိုရင်နော်ဟိုမရတဲ့အလုံးတွေရှိပါတယ်ဒါပေမဲ့ဒီကျွန်တော်တို့ရှေ့ရပွဲတွေမှာဆိုလည်းကျွန်တော်1 chance 1ကိုမရတဲ့အတွက် training မှာအကောင်းဆုံးပေါ့နော် DFB ရဲ့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်တယ်ဗာဒီနေ့မှာဆိုလည်းဒီလိုမျိုးပေါ့နော်ကိုရေးအတွက်ခက်မြများလေးရတဲ့အတွက်လည်းကျွန်တော်တို့လုပ်ခဲ့တဲ့အကျိုးကျေးဇူးရတယ်လို့လည်းကျွန်တော်မြင်ပါတယ်ဗျဟုတ်ကျွန်တော်တို့ကတော့ဒါအခုရာသီပွဲချန်ပီယံဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ကဒါနောက်ဒုတိယအကျော်ပွဲစဉ်တွေအများကြီးကျန်သေးရပေါ့နော်လာမယ့်ပွဲတွေလည်းရှိသေးရဆိုတော့ဒါဒီပွဲပြီးသွားပြီမဲ့လည်းကျွန်တော်တို့ကဆက်ပြီးတော့လောက်ရမယ့်ဟာတွေအများကြီးရှိသေးတယ်ဘာပဲပြောဒီကျွန်တော်တို့ဒီရှေ့မှာပထမကျော်မှာလုပ်ခဲ့တဲ့ဟာတွေအတွက်ကတော့ဂျင်းနဲ့တာတွေလည်းရှိတယ်မဂျင်းနဲ့တဲ့အပိုင်းတွေလည်းရှိရပေါ့နော်အားနေချက်အားတာချက်တွေကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ဆင်ပြီးတော့ဒုတိယကျော်မှာတော့ကျွန်တော်ချန်ပီယံဖြစ်အောင်တော့ကျွန်တော်တို့ကအတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းသွားမှာပါဗျဟုတ်ခုနကကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်အသင်းလိုက်စူးစူးစီးစီးနဲ့ကစားပုံ team work ကောင်းကောင်းနဲ့ကစားတာဆိုတာဒါကျွန်တော် ISP ရဲ့ဒါအားတာချက်ပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့အားနေချက်ကခုနပြောတဲ့1 chance 1 goal ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ဒုတိယအကြော်မှာလည်းအတက်နိုင်ဆုံးကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့ဆက်ပြီးစူးစမ်းသွားမှာပါဗျဟုတ်အခုပထမကြော်လည်းပြီးသွားပြီပေါ့နော်ဆိုတော့ဒါရာသီပွဲချန်ပီယံဖြစ်တဲ့အတွက်လည်းကျွန်တော်ဂုဏ်ယူပါတယ်ဆက်ပြီးတော့လည်းကျွန်တော်တို့ဒုတိယအကြော်မှာလည်းအကောင်းဆုံးနဲ့ကျွန်တော်ပြန်လာနိုင်ဖို့အတွက်ကျွန်တော်ဆက်ပြီးစူးစမ်းသွားပါမယ် ISP ဟိုမှာမဟုတ်ဘဲနဲ့ပေါ့နော်ဒီ Women League အသင်းတိုင်းကိုအားပေးနေတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျဟုတ်